မင်္ဂလာပါခင်ဗျာအိမ်မှာမုံညင်ကားနဲ့လေးတွေမှုနေပြီဆိုရင်တော့မိသားစုတွေစိုးစိုးလေးလေးနဲ့ပျော်စရာကောင်းတဲ့မနက်ခင်းလေးကိုဒီရောက်မိကြမှာပါဒီနေ့မှာတော့မိသားစုငွေတက်ပြည့်နဲ့အိမ်မှာပဲအလွယ်တကူချစ်စားလို့ရတဲ့မုံညင်ကားချက်ကြီးလေးကိုခွေမျှပေးသွားမှာမို့လို့အတူတူကြည့်အောင်ပါခင်ဗျာရန်ကုန်မုံညင်ကားကဲစားကြပါအောင်ရေုံစုံဦးဖျားကျော်မိတ်ဆွေတွေတစ်လုံးအရင်စားကြည့်ပါအောင်ကောင်းတယ်မစိုးကဲဒါဆိုရင်စပြီးတော့ချက်ပါမယ်။ဘာဝင်တော့ပစ္စည်းတွေကထွေထူးကျွန်တော်မရှင်းပြတော့ပါဘူး။မိတ်ဆွေတို့လည်းတွေ့ဘူးမှာပါ။မုံညင်ကချက်တော့မယ်ဆိုရင်လိုတာကကြက်သွန်တွေငပြောပင်တွေနှရုတ်တီးတွေအဲ့ဒါတွေကိုကျွန်တော်တစ်ခုချင်းစီမရွတ်ပြတော့ပါဘူး။မိတ်ဆွေတွေနားလည်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အရင်ဆုံးရင်းကြည့်တာကညှင်းကားပါပဲ။ညှင်းကားကိုဘယ်လိုကျွန်တော်ချက်မလဲ။အရင်ဦးဆုံးမိမိချက်လို့တဲ့ငါးကိုရေစင်ကြယ်အောင်ဆေးလိုက်ပါပြီးတော့ရင်ငါးကိုစားပြုတ်ပါမယ်ငါးပြုတ်တဲ့နေရာမှာပါဝင်သောပစ္စည်းတွေကစပလင်ရဲ့ဂျင်းရဲ့ပြီးတော့ရင်စနွေးမုတ်ရဲ့ငံပြရဲ့နှဲငယ်ထည့်ပေးရမှာဖြစ်ပါတယ်နောက်ချက်ကနန်းနန်းပင်ရဲ့အမြစ်ပါထည့်ပေးလိုက်ပါဒါဆိုရင်မှုမွေးလေးနဲ့ညင်းကားကရလာပါတော့မယ်ကဲဒါဆိုရင်ကျွန်တော်တို့စပြီးတော့ငါးပြုတ်ပါမယ်ခင်ဗျာကဲငါးပြုတ်ပူသွားရင်ငါးပြုတ်ရည်ကိုလုံးဝလွှတ်ပစ်ပါနဲ့ငါးပြုတ်ရည်နဲ့ပဲညင်းကားချက်မှာဖြစ်ပါတယ်ဒီငါးရဲ့အသားတွေကိုကျွန်တော်တို့ဖယ်ထုတ်ပေးလိုက်ပါခင်ဗျာငါးပြုတ်ရည်ထဲကစပလင်တွေနှံမြစ်တွေဂျင်းတွေကိုဖယ်ထုတ်ပေးလိုက်ပါခင်ဗျာငါးပြုတ်ရည်ကိုတီးတန်းခဏထည့်ထားလိုက်ပါကဲအခုပိုင်းကတော့ညင်းကစားချက်မဲ့ပိုင်းရောက်လာပါပြီခင်ဗျာကဲကျွန်တော်တို့စီကိုစားတတ်ပါမယ်စပလင်ရဲ့ဂျင်းရဲ့ကြက်တုံဖြူရဲ့ကြက်တုံနီရဲ့ရောကြိတ်ထားပြီးတော့စီတက်မှာဖြစ်ပါတယ်ဒါတွေကိုကျွန်တော်မကြိတ်ပြတော့ပါဘူးဘယိုအရန်ရှည်တော့မှာဆိုလို့ပါအနက်လေးနည်းနည်းမွှေးလာပြီးဆိုရင်ဆွနွေးမုတ်ရဲ့ရောင်တင်မုတ်ရဲ့နှဲငယ်ထည့်ပြီးတော့ထပ်ပြီးတော့စီတက်ရမှာဖြစ်ပါတယ်စိစံငပိပါနှဲငယ်ထည့်ပြီးတော့စီတက်လိုက်ပါခင်ဗျာကျက်တော့စပလင်တွေကချက်ပြီးတော့မှုေးလာပြီးဆိုရင်ငါးနှွေနာတာထည့်ပြီးတော့ထပ်ပြီးတော့စီတက်ပေးပါခင်ဗျာမိတ်ဆွေကငပြောပင်တွေကြိုက်တယ်ဆိုရင်တခါတည်းစီတက်လို့ရပါတယ်ကျွန်တော်ကမုန်တီဆိုရင်ငပြောပင်ပါမှာစားတက်လို့ငပြောပင်ထည့်ပြီးတော့စီတက်လိုက်တာဖြစ်ပါတယ်ကဲအားလုံးပြီးရင်တော့ခဏတော့ကဖယ်ထားတယ်ငါးပြောရည်ထည့်လို့ရပါပြီခင်ဗျာတော့ကညင်းကားကိုပြစ်ပြစ်ကိုတိတ်မကြိုက်တာမို့လို့ရေနှဲငယ်ထည့်ရောပါမယ်အရသာအတွက်တော့အသားမုတ်တစုံချုံမုတ်နှဲငယ်နဲ့စားနှဲငယ်ထည့်ပေးရမှာဖြစ်ပါတယ်မိမိကြမ်းနေတဲ့ရာအပေါ်ငံကိုရှော့တင်ထည့်လို့ရပါတယ်ခင်ဗျာကဲမကြခင်မှာပြည့်ပြည့်စုံနဲ့မုံညင်းကားရလာပါတော့မယ်ကဲဒီထက်စားကောင်းအောင်ကျက်သွန်နီရဲ့ဇက်ပလီရဲ့ကတ်ထည့်ပေးလိုက်ပါဒါမှပဲမုံညင်းကားရဲ့အနှံ့ရတာနဲ့ပြည့်စုံသွားမှာဖြစ်ပါတယ်ခင်ဗျာကဲခဏလေးဖုံးထားပြီးတော့စူရဲတီစောက်ပေးပါခင်ဗျာကဲစူလာပြီးဆိုရင်ခဏလောက်ဖွင့်ကြည့်ပါမိမိကြိုက်တဲ့ရာအပေါ်ငံကိုမြည်ကြည့်ပြီးတော့ထပ်ထည့်လို့ရပါတယ်ခင်ဗျာကဲအခုဆိုရင်တော့အနှံ့မပွေးလေးတော့ရရှိလာပါပြီအရသာအတွက်ပဲကြံပါတော့တယ်ကျွန်တော်ကပဲလေးနှင်းငယ်ထည့်ပြီးတော့ဘဲဥပါထပ်ထည့်လိုက်မှာဖြစ်ပါတယ်ဒါမှပဲပြည့်ပြည့်စုံသွားမှာဖြစ်ပါတယ်ခင်ဗျာကဲအခုဆိုရင်အနှံ့မွေးလေးနဲ့ရန်ကုန်မုံညင်ကားလေးရပါပြီခင်ဗျာဒီချက်နီလေးကကျွန်တော်တို့မိသားစုရဲ့အကြိုက်ဆုံးချက်နီလေးပါပဲအားလုံးလည်းချက်စားကြည့်ပြီးရင်မိသားစုတွေထဲကဘယ်လောက်တောင်ကြိုက်ကြလဲဆိုတာကျွန်တော်ကိုကွန်မန့်မှာပြန်ပြောခဲ့ပေးပါဦးနော်နောက်ထပ်လည်းမိသားစုတွေအတွက်အဆင်ပြေစေမယ့်ချက်နီလေးတွေတင်ပြပေးသွားမှာပါအားလုံးပဲပျော်ရွှင်သောမိသားစုတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ